ဟုတ်ကဲ့ကျွန်တော်အခုရှင်းပြပေးမှာတော့ဒါအရင်ဗီဒီယိုမှာတော့ကျွန်တော်တို့ကုန်ပစ္စည်းထည့်သွင်းတဲ့အပိုင်းကိုကျွန်တော်တို့ပြီးသွားပြီเนาะပြီးသွားပြီတော့အခုဒီကုန်ပစ္စည်းတွေကိုဝင်လိုက်ပြီဒါထည့်ထားတဲ့ကုန်ပစ္စည်းတွေရှိတယ်ကျွန်တော်အခုရှင်းပြပေးမှာတော့ဒီကုန်ပစ္စည်းအကြောင်းပေါ့เนาะကုန်ပစ္စည်းအကြောင်းကုန်ပစ္စည်းတွေကတော့ဝင်သွားပြီပေါ့သူ့ရဲ့ကုန်ပစ္စည်းတွေမှာဒါဒီဘက်ထောင်လေးတွေမှာเนาะကျွန်တော်တို့ဟိုဟာလေးတွေရှိတယ်သိလားဒီဘက်ထောင်လေးတွေမှာကျွန်တော်တို့အဆက်လေး30နဲ့အလုံးလေးတွေရှိတယ်အဲ့ဒီလုံးလေးတွေကကျွန်တော်တို့ကထောက်လိုက်တာ ਨੇ ဒီကုန်ပစ္စည်းရဲ့ detail တွေကိုကျွန်တော်တို့ဝင်သွားပြီဆိုတော့ဒါကျွန်တော်တို့ထည့်ထားတဲ့အတိုင်းပဲเนาะကုန်ပစ္စည်းရဲ့အမည်တွေဥယျာဉ်တွေဒါအကုန်လုံးဘာကုတ်ရှိရင်လည်းဘာကုတ်ပေါ့เนาะမရှိရင်လည်းမမြင်အောင်ပေါ့ဒါသူ့ရဲ့ဒါ category ဆိုရင်လည်း drink ထဲမှာပါတယ်အမျိုးအမည်ကွဲမှာဆိုလဲဒါ water ထဲမှာပါတယ်အဲ့လိုပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးလုပ်ထားတယ်ပြီးရင်ဒါသူ့ရဲ့ဈေးနှုန်းတက်က600ဈေးနှုန်းနှစ်ကဘာမှမထည့်ထားဘူးသုံးလဲဘာမှဖြစ်တာဘူးဈေးနှုန်းကိုလည်းဒါဈေးနှုန်း3မျိုးစီသတ်မှတ်ထားလို့ရတယ်เนาะပြီးရင်သတိပေးဥယျာဉ်ဆိုတာအလက်ပေါ့เนาะအလက်ပြမယ်ဟာက6ခုအောက်နဲဝိုင်းပြမယ်5ခုကနေစပြမယ်ပေါ့နော်ရက်မလွန်မီဒါရက်လွန်မရောက်ခင်ပေါ့ expiry မရောက်ခင်10ရက်အလိုမှာလဲသူက expiry ဖြစ်ခံနေပြီဆိုပြီးတော့သူကပြအောင်မှာပြမယ်ဆိုပြီးပြောထားတယ် supplier ရှိတယ်ပြီးရင်မှတ်စုပေါ့နော်ပြီးရင်ရက်လွန်ဒါပဲအဲ့လိုပြီးရင်ကျွန်တော်တို့ဒီဘက်ဘေးမှာရှိတဲ့ဟာလေးကျွန်တော်ရှင်းပြမယ်နော်ဒီဘက်ဘေးမှာရှိတဲ့ဟာလေးဆိုတော့ဒီမှာဒီကုန်ပစ္စည်းမှာဒီပုံလေးရဲ့အောက်မှာကျွန်တော်တို့ဒီမှာ drop down လေးပါတယ်အဲ့ drop down လေးပါတယ်ဆိုတော့အပေါ်ဆုံးကအပြည့်စည်းစင်းသွင်းမယ်လို့ပြောတယ်ဒီပစ္စည်းကိုကျွန်တော်တို့ပြည့်တဲ့ပြည့်စည်းစင်းကိုသွင်းမယ်ပေါ့ကျွန်တော်တို့အခုဥယျာဉ်100ခုရှိတယ်เนาะအဲ့မှာကျွန်တော်တို့အကြောင်းပလင်းကွဲသွားတာပဲဖြစ်ပျောက်သွားတာပဲဖြစ်ပျောက်ဆုံးပျက်စီးပေါ့เนาะအဲ့ဒါကိုစင်းသွင်းလို့ရတယ်စင်းသွင်းမယ်ဆိုကျွန်တော်တို့ဒီမှာအဲ့ဒီအပျက်စီးစင်းသွင်းမယ်ဆိုတာလေးကိုကျွန်တော်တို့သွားနှိပ်လိုက်ရပြီဒီမှာဒီကောင်လေးကိုเนาะပျက်စီးစင်းသွင်းမယ်ဆိုပြီးသွားလိုက်တယ်သွားတဲ့အချိန်က air band တောက်ရည်တန် unit ကခုမြင်းဆောင်ခုလို့ပြောထားတယ်เนาะသူ unit ကခုလို့ကတ်လို့ဆိုတာရှိတယ်ဒါအဲ့လိုမျိုးထည့်ထားရင်ကတ်လားခုလားမသိမှာဆိုလို့ဒါသူ့ရဲ့ unit ကခုပေါ့အဲ့မှာ damage quantity တဲ့သူကဒီ damage ဖြစ်သွားတာပေါ့ဥပမာပျောက်ဆုံးသွားတာလားဒါမှမဟုတ်ကြကွဲသွားတာလားနှစ်ခုကြကွဲတယ်ထားလိုက်ကြကွဲသွားရဆိုရင်ဒီမှာသူကเนาะဘာအကြောင်းကြောင့်ကြကွဲတာလဲပေါ့เนาะဘယ်လိုဒါမှမဟုတ်ပျောက်ဆုံးပေါ့ကြိုက်တာထည့်လို့ရတယ်ပျောက်ဆုံးပေါ့เนาะကျွန်တော်ဒီမှာထည့်လိုက်မယ်ပျောက်ဆုံးနေတယ်အဲ့ဒါကိုထည့်လိုက်လို့ရတယ်เนาะထည့်လိုက်လို့ရပြီးတော့ဒီမှာဒါတွေကကလန်ဒါလေးပေါ့အရင်ရက်တည်းပျောက်ဆုံးကြတယ်မှာအားလုံးမထည့်ဘူးဆိုလဲကျွန်တော်တို့ဒါဒီကလန်ဒါလေးကနေပြီးတော့တွားလှုပ်လို့ရတယ်เนาะမဟုတ်ဘူးဆိုရင်မယူရလို့ရတယ်เนาะမဟုတ်ဘူးဆိုရင်တော့သူက default ပေါ့ဒီနေ့ကိုပြနေမှာပေါ့တကယ်လို့ဒီနေ့မလုပ်ချင်ဘူးဆိုလဲဒါကျွန်တော်2ရက်နေလို့ပါလို့လုပ်လို့ရတယ်เนาะဒါမှမဟုတ်အရင်31ရက်နေရလောက်တာတော့ပါတော့အဲ့လိုလုပ်လို့ရတယ်ဒီမှာ date တွေ live ပဲပြောင်းလို့ရတယ်ကျွန်တော်ကတော့တရက်နေနေပဲကျွန်တော်လုပ်ပြလိုက်မယ်เนาะအပြီးပြီဆိုတော့ကျွန်တော်တို့ဒီမှာပြီးရင်တော့အန်တာခောက်မယ်ဒါမှမဟုတ်အောက်ကတေးချပြီဆိုတာလေးနှိပ်မယ်เนาะနှိပ်လိုက်ရင်အဲပိုင်းတောက်ရည်တန်ကဒီထဲကိုရောက်သွားပြီအဲပိုင်းတောက်ရည်တန်ကဘယ်နေ့ပဲရက်မှာဒါစရင်သွင်းခဲ့တယ်ပျောက်ဆုံးတာလားပျက်စီးရလားစရင်တွေကြိုက်အောင်ပေါ့เนาะဟိုပျောက်နေရင်ဝယ်တော့စရင်နဲ့မကြိုက်ဘူးဖြစ်နေမယ်အဲ့မှာကျွန်တော်နောက်ပြန်ထွက်လိုက်တဲ့အချိန်ကျရင်ဒီမှာအဲပိုင်းတောက်ရည်တန်ကဒါစတိုထဲမှာရှိတာ98ခုပဲကျန်တော့တယ်နော်98ခုပဲကျန်တော့တယ်သူက2ခုကပျောက်ဆုံးပျက်စီးဖြစ်နေတယ်သူ့ရဲ့ရာဇဝင်ကိုပြန်ကြည့်ကျင်နေဆိုရင်ကျွန်တော်တို့ဒီမှာပျက်စီးစင်းသွင်းမယ်အပျက်စီးစင်းထဲမှာတွားကြည့်လိုက်ရင်လည်းဒါသူ့ရဲ့ဒါရာဇဝင်ကိုရှိတယ်နော်အရင်တော့ဘယ်နေ့ဘယ်ရက်က2ခုပျောက်ခဲ့တယ်ပြီးထပ်ထည့်သလောက်ဆိုတာဒီလိုအများကြီးရှိနေမှာဒါသူ့ရဲ့ရာဇဝင်သိရပြီပေါ့ပျက်စီးစင်းကိုလည်းအဲ့ဒါဆိုနားလည်သွားပြီ unit check ပေါ့နော်ဒါ unit check ကကြတော့ကျွန်တော်တို့လုံးတို့ထုတ်တို့ကတ်တို့ပေါ့နော် unit check ကကြတော့ကျွန်တော်တို့လုံးထုတ်ကပ်ဘူးချိတ်တဲ့ဟာမှာကျွန်တော်တို့ချိတ်ရတာပေါ့ကျွန်တော်အဲ့ဒါကဒီ unit ချိတ်ကိုဟိုဟာကြရင် unit ချိတ်သက်ချင်းဆိုတဲ့ဟာရောက်ရင်ကျွန်တော်ဗီဒီယိုလေးရအောင်ပြောပြပေးမယ်နော်ပြီးတော့ဥယျာဉ်ပြောင်းပြီပေါ့ဥယျာဉ်ပြောင်းပြီဆိုတော့ဥယျာဉ်ကကျွန်တော်တို့ကဒီတိုင်းပြောင်းလို့မရအောင်ဒီမှာသူက68ခုရှိတယ်အဲ့ဥယျာဉ်ကိုကျွန်တော်တို့က edit လုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီတိုင်းပြောင်းလို့မရအောင်နော်ဘာလို့ဒီမှာပြင်မြည်ဆိုတာရှိတယ်အဲ့ပြင်မြည်မှာသွားရင်ကျွန်တော်တို့ဥယျာဉ်သွားပြောင်းလို့မရအောင်ဘာလို့လဲဆိုတော့သူကဒီပစ္စည်းကဝယ်သေးမတူတဲ့ဟာတွေကိုပါကျွန်တော်တို့ကတူအောင်လုပ်ပေးဝယ်သေးမတူတဲ့ဟာကိုပါကျွန်တော်တို့အမျက်အတိအကျတွက်လို့ရအောင်လုပ်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဥယျာဉ်ကိုဒီမှာလာပြီးပြင်လို့မရဘူးဒီမှာကြံတဲ့ဟာတွေပဲပြင်လို့ရတယ်နော်ရေတန့်တို့ပါတော့ရေတန့်ဆိုလဲအများကြီးပြန်ပြင်လို့ရတယ်ပေါ့နော်ဒါကျွန်တော်ဒီမှာပြင်တာကိုတခါလုပ်ပြလိုက်မယ်ဒီမှာ edit ဆိုပြီးကျွန်တော်တို့ထည့်လိုက်တယ်နော်ဒီမှာလဲကျွန်တော်တို့ဒါပြင်လို့ရမယ်ပြီးရင်ဈေးနှုန်းကိုလည်းကျွန်တော်တို့ပြင်လို့ရမယ်ပေါ့နော်ဘယ်လောက်လဲပေါ့ဈေးနှုန်းကိုလည်းတော့600နဲ့ကျွန်တော်ထားပါတော့900ပြင်ပေးလိုက်မယ်900ပြင်မယ်ဒါတွေအကုန်လုံးပြင်လို့ရပြင်ပြီးရင်ကျွန်တော်တို့ဒါတေချာပြီးနှိပ်လိုက်ရင်ပြန်ပြောင်းသွားပြီနော်ဒီမှာအဲဘိုင်းက edit ဆိုတာကြီးပါလာရင်နော်နောက်မှာအဲ့ဒါပြင်တာဒါပေမဲ့ပြင်ပေးမဲ့သူကပြင်ပေးမဲ့ဘာလို့လဲဆိုတော့ဟိုဟာပြင်လို့မရဘူးဖြစ်နေဈေးနှုန်းဥယျာဉ်ကိုပြင်လို့မရဘူးဖြစ်နေသူကဥပမာ68ခုကိုကျွန်တော်100ကျော်ပြင်ချင်တယ်ဆိုရင်ပြင်လို့မရအောင်ဘာလို့ပြင်လို့မရလဲဆိုတော့သူပြင်လို့မရအောင်ကျွန်တော်တက်လှုပ်ထားတာအဲ့ကြတော့ကျွန်တော်တို့ကဒီဟာကိုစောကတစ်ခါပဲဝယ်ရသေးတယ်ကျွန်တော်ဒီမှာပြမယ်နော်ဘာအကြောင်းကြောင့်လဲဆိုတာဥယျာဉ်ပြောင်းပြီးလဲသွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဝယ်လိုက်တယ်အဲဘိုင်းကအခု68ခုကျန်တယ်ဝယ်တော့ဈေးက
900နဲ့ကျွန်တော်တို့ဝယ်ခဲ့တာအခုရောင်းတော့ကျွန်တော်တို့900နဲ့ရောင်းတာသူဝယ်အရင်ဒီ900ပေါ့နော်ဒါသူတစ်ခါပဲဝယ်ရသေးတယ်ကျွန်တော်နောက်တစ်ခုထပ်နောက်ဒီဟာကိုတော့ stock မကုန်ခင်မှာနောက်တစ်ခုကျွန်တော်ထပ်ဝယ်ပြလိုက်မယ်အဝယ်စင်းကနေသွားပြီးတော့ဒီမှာကျွန်တော်အသစ်လုပ်ပြီးတော့ကျွန်တော်အဝယ်သင်းပြမယ်အဝယ်သင်းကလည်းเนาะဒီမှာကျွန်တော်ဘားကုတ်လေးဖတ်လိုက်တာနဲ့တန်းပြီးပေါ်တယ်เนาะဘားကုတ်ရှိတယ်ဆိုတီးဆိုဖတ်လိုက်တာနဲ့ဒီမှာတန်းပေါ်ပြီးတော့ဒီမှာပစ္စည်းကျလာလိမ့်မယ်မရှိဘူးဆိုလေကိုဒီကနေရှာပြီးတော့ဒီမှာလုပ်လို့ရတယ်ဒီကနေရှာပြီးတော့ဒီလူသုံးကုန်တို့ဘာတို့ညာတို့ drink တို့တွေကနေရှာပြီးတော့လုပ်လို့ရတယ်ဥပမာရေသန့်ပေါ့ကျွန်တော်ရေသန့်ဝယ်မယ်ရေသန့်ဝယ်မယ်ဆိုဘယ်နှခုဝယ်မလဲ9ခုဝယ်မယ်ပေါ့နော်9ခုရောက်ခု9ခု10ခု10ခုဝယ်လိုက်မယ်ဗျာရေသန့်10ခုဝယ်လိုက်မယ်ဝယ်လိုက်ရင်ကျွန်တော်အရင်တော့ဝယ်တာလေရေသန့်အရင်တော့ဝယ်သေးရ900နဲ့ကျွန်တော်ဝယ်တယ်အကြောင်းစီက900နဲ့ရောင်းတာအဲ့ဒါနဲ့ကျွန်တော်အခု900တော့မရတော့ဘူးရေသန့်900နဲ့50ဖြစ်သွားတယ်ပေါ့ဒါပေမဲ့ရောင်းသေးကိုတော့ကျွန်တော်တို့900နဲ့ပဲရောင်းမယ်ထားလိုက်နော်အဓိကတော့သူကဝယ်သေးပေါ့နော်ဝယ်သေးကိုကျွန်တော်ဒီခါတော့950နဲ့ဝယ်ခဲ့ရတယ်အဲ့ကြတော့ကျွန်တော်ဒီမှာဒါဒီရေသန့်တစ်ဘူးပဲဝယ်မှာဆိုချက်ကောက်လုပ်လိုက်မယ်နော်ဝယ်လိုက်ပြီဆိုရင်ဒီမှာကုန်ပစ္စည်းမှာတွားကြည့်လိုက်ရင်ကုန်ပစ္စည်းမှာတွားကြည့်လိုက်ရင်ကုန်ပစ္စည်းမှာကျွန်တော်တို့တွားကြည့်လိုက်ရင်ပေါင်းသွားပြီနော်108ခုဖြစ်သွားပြီဆိုတော့98ခုကိုကျွန်တော်တို့တော့ဝယ်လိုက်တာ10ခုဝယ်လိုက်တော့108ခုဖြစ်သွားပြီအဲ့ချိန်မှာကျွန်တော်ကဒီမှာဥယျာဉ်ပြောင်းမျိုးကျွန်တော်နှိပ်မယ်108ခုဆိုကျွန်တော်108ခုဆို130ဖြစ်အောင်ကျွန်တော်တို့နှစ်တိုးလိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်ထဲမှာတိုးမှာလဲပေါ့နော်တိုးလိုက်တဲ့နှစ်ကဒီမှာအောက်က950နဲ့ဝယ်ထားတဲ့ပုံမှာနှစ်သွားတိုးရင်950ထားတဲ့950နဲ့ဝယ်ထားတဲ့ဟာက12ခုဖြစ်သွားမယ်တကယ်လို့900နဲ့ဝယ်ထားတဲ့ဟာကိုနှစ်တိုးရင်900နဲ့ဝယ်ထားတဲ့ဟာ100ဖြစ်သွားမယ်အဲကြတော့ဒီနှစ်ခုကဈေးမတူတာဖြစ်တဲ့ဥယျာဉ်ကိုကျွန်တော်တို့ကပြောင်းခြင်းဒီလိုမျိုးဥယျာဉ်ပြောင်းပြီဆိုတာလေးကိုနော်ဒီမှာဒီကနေဝင်မယ်ဒီမှာဒရော့ထောင်းလေးကနေဥယျာဉ်ပြောင်းပြီဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်လိုက်ရင်ရောက်လာမှာကိုပြောင်းခြင်းတဲ့ဥယျာဉ်ကိုဘယ်နေရာမှာသွားပြောင်းမှာလဲပေါ့နော်ဥပမာ108ခုတော့ရှိတယ်ဘောင်းကဒါပေမဲ့98မှာနှစ်သွားတိုးလိုက်ရင်900ဈေးမတူလို့ပေါ့အဓိကတော့အဲ့တစ်ခုမှာပေါ့တိုးခြင်းကျွန်တော်ဒီမှာဝင်ပြင်လိုက်လို့ရတယ်နော်ဥယျာဉ်က98ပေါ့98ကိုကျွန်တော်တို့200လို့ပြင်မယ်ပေါ့နော်98ဆို100ပေါ့ခု100လို့ပြင်မယ်ဆိုပြီးတော့ကျွန်တော်လုပ်လိုက်တယ်အန်တာခောက်လိုက်လေရပြီပေါ့နော်အဲ့ဒါဆိုရင်ဒါဟို108ကနေဒီမှာ130ဖြစ်သွားပြီနော်အဲ့လိုဖြစ်သွားပြီဒါအဲ့လိုပြင်လို့ရတာပေါ့နော်ပြင်မြည်ရတော့ဆွမ်းကကျွန်တော်ပြတဲ့အတိုင်းပဲ edit လုပ်လို့ရတယ်ဖြတ်မြည်ရတော့ကျွန်တော်တို့နှိပ်လိုက်ရင်ဒါဖြတ်မှာလားပေါ့အဲပိုင်းရေးတန်းကိုဖြတ်မှာလားပေါ့မေးတယ်နော်ဒါနှိပ်လိုက်ရင်ပြတ်သွားမယ်ဒါကျွန်တော်တို့အခုပြောတဲ့ကုန်ပစ္စည်းဆိုတဲ့အပိုင်းကတော့ကုန်ပစ္စည်းဆိုတဲ့အပိုင်းကတော့ဒါပဲကျွန်တော်တို့ဒီမှာdrink ဆို drink နဲ့ကနေပြီးတော့မှ food ဆို food တဲ့ကနေပြီးတော့မှကျွန်တော်တို့ထပ်ပြီးတော့ဒီမှာရှာလို့ရသေးတယ်မမတို့ဒီမှာမရှိတဲ့ဟာဆိုမပြတော့ဘူးเนาะဒါ all ထဲမှာဆိုရင်ဥပမာဒီ food ထဲကနေတွားပြီးတော့ဒီမှာ ALPIN ဆိုမရှိတော့ဘူးเนาะ air ဘိုင်းမရှိဘူးဘာလို့လဲဆို food ထဲမှာကျွန်တော်ထောက်ပြီးရှာနေတာမရှိဘူးเนาะလူသုံးကုန်ထဲမှာဆိုဘာမှမရှိဘူး food ထဲမှာလည်း air ဘိုင်းမရှိဘူးdrink ထဲမှာဆိုရင် air ဘိုင်းရှိတယ် air ဘိုင်း ALPI ဆိုရင် air ဘိုင်းတစ်ခုလေမဟုတ်ဘဲ all ထဲမှာဆိုရင်တော့ကျွန်တော်တို့ရှိသမျှဟာအကုန်လုံးရှိတဲ့ဟာအကုန်လုံးရှာလို့ရတယ်เนาะ all ထဲကနေဒီမှာမမရှိတယ်ပေါ့ဒါဒီလိုရှာလို့ရတယ်ဒါကတော့ set ပါပေါ့เนาะဒီကရောင်းသေးလေးပေါ်နေပြီးရင်ဒီဘက်ညာဘက်ထောက်မှာကျွန်တော်တို့ဒါနှိပ်ကြည့်လိုက်ရင်ပစ္စည်းအသစ်ပေါင်းကတော့ကျွန်တော်တို့သိတယ်เนาะပစ္စည်းအသစ်ပေါင်းကနှိပ်လိုက်တာနဲ့ပစ္စည်းအသစ်ပေါင်းတယ်ဆိုပြီးတော့သိတယ်ဒါပြီးရင်ဒီကုန်ပစ္စည်းမှာပဲရှိတာเนาะဒီအဲ့မှာ price ad ဆိုတာကျွန်တော်ဈေးတက်တဲ့ဟာကိုဈေးတက်ချကိုဒီ price ad တို့ဘာလို့ကြတော့လဲဈေးတက်ချဆိုတဲ့ဗီဒီယိုမှာရှိဗီဒီယိုရောက်တဲ့အချိန်ကျမှကျွန်တော်ပြောပြမယ်အဲ့တိုင်းလေးပဲသိထားလိုက် export excel ကတော့ဒီကောင်လေးကိုနှိပ်လိုက်ရင်ဒါကျွန်တော် excel ကိုပို့တာ excel ကိုရောက်သွားတာရှိသမျှကုန်ပစ္စည်းအကုန် excel ရောက်သွားတာပေါ့နော်မဟုတ်ဘဲနဲ့ဒီ food ဆို food တစ်ခုလည်းလုပ်ရင်လည်း food တစ်ခုပဲရောက်သွားမယ်ပေါ့အဲ့လိုမျိုး excel ရောက်တာပြီးရင် all item code ဆိုတာကကြတော့ကျွန်တော်တို့ဒီကောင် all item code ကိုနှိပ်လိုက်ရင်သူကရောင်းသေးမတူတဲ့ဟာတွေနဲ့ဆိုတော့ဈေးတွေကလည်းမတူနိုင်ဘူးပေါ့ဥပမာဒီမှာ130ခုလုံးက900နဲ့ဝယ်ထားတာ100ရှိပြီးတော့950နဲ့ဝယ်ထားတာ10ခုရှိတယ်အဲ့လိုမျိုးကြတော့လေ130နဲ့အကုန်လုံးပေါင်းထားတာမဟုတ်ဘူးပေါ့နော်အဲ့950နဲ့ဝယ်ထားတဲ့10ခုက9500ကျတယ်ဟိုကောင်ကကြတော့9000ကျတယ်အဲ့လိုမျိုးဖြစ်ပြီးတော့သူကပေါင်းထားတဲ့ဟာပေါ့ဒီ store တစ်ခုလုံးမှာရှိသမျှဟာအကုန်လုံးဈေးမတူတဲ့ဟာတွေဝယ်သေးမတူတာတွေဆိုလဲသူ့ဘာသူတွက်ချက်ပြီးသူကပေါင်းပေးထားနော်ဒီ air ဘိုင်းဆိုဘယ်လောက်ဖို့ရှိသေးတယ်9000ခွဲဖို့ရှိသေးတယ်ကျွန်တော်အရင်ကလေသူကြံနေသေးတယ်ကိုတော်ထဲမှာပြီးရင်ဒါ Coca-Cola ဆိုလဲဒါသူအရင်ဒီလိုမျိုးဖြစ်နေတာပေါ့နော်90ခုဆို9000ခွဲဖို့ဒါအဲ့လိုကြည့်လို့ရတယ်အဲ့ဘောင်းစုပေါင်းဆိုရင်ကျွန်တော်တို့ဒီဟာဆိုရင်လေဘောင်းစုပေါင်းအားလုံးပေါင်း3,400နဲ့4,000ပိုးရှိနေတယ်ဆိုပြီးတော့ကြည့်လို့ရတယ်နော်အဲ့ဒါကိုလည်းတခုအဲ့လိုမျိုးဒါကိုလည်းဒီမှာတွေ့လားကျွန်တော်တစ်ခုချင်းစီကြည့်လို့ရတယ် drink ဆို drink တစ်ခုထဲမှာပဲအရင်ဘယ်လောက်ရှိလဲဆိုတာကျွန်တော်တို့ဒါကြည့်လို့ရတယ်နော်ဒါ food တစ်ခုထဲမှာပဲအရင်ဘယ်လောက်ရှိလဲဆိုတာကြည့်လို့ရတယ် category ထပ်ခွဲထားရင် category ထပ်ခွဲတဲ့အလိုက်ကျွန်တော်ကြည့်လို့ရအောင်ပါနော်
အမှဒါဆိုရင်မမဆိုဖူအောင်မှာရှိတယ်အရင်ကဒါပဲရှိတယ်တသိန်း13000ကျော်ဖို့ပဲရှိတယ်လူ3ကုန်မှာဆိုမရှိဘူးအဲကြတော့အောမှာကျွန်တော်တို့ကြည့်လိုက်တဲ့အချိန်မှာ3,400ရှိတယ်ဒါကိုယ့်ရဲ့ပေါ့နော်စိုင်မှာရှိတယ်ငွေကိုဒါကြည့်တာပေါ့အဲ့နဲ့ကိုအယောင်းတဲ့ပစ္စည်းများတော့အယောင်းတဲ့ပစ္စည်းများကိုနှိမ်တော့ဘာမှမရှိဘူးတဲ့ no data available ကျွန်တော်ဘာမှလည်းမရောင်းရသေးဘူးเนาะဘာမှလည်းမရောင်းရသေးတဲ့အတွက်ဘာမှမရှိဘူးလို့သူကပြနေတာဒီမှာလေးသူကဒီတဲ့တကယ်လို့နှိမ်ဆို6လအတွင်းမှာအယောင်းထိုင်းပစ္စည်း10မျိုးဆိုတာပြပေးမယ်ဒီ6လအတွင်းမှာဘယ်ပစ္စည်း10မျိုးကအယောင်းထိုင်းနေလေပေါ့เนาะအယောင်းထိုင်းဆုံးပစ္စည်း10မျိုးကိုသူကပြပေးမှာပေါ့เนาะအယောင်းထိုင်းပစ္စည်း10မျိုးသူကပြပေးမှာရှောင်းရတဲ့ပစ္စည်းမှာအယောင်းတိုင်းပစ္စည်း10မျိုးပြပေးမယ်ဒါပဲเนาะကုန်ပစ္စည်းမှာကျွန်တော်တို့အဲ့ဒါဆိုရင်ရှင်းပြစရာမကြံတော့ဘူးကျွန်တော်ဒါကုန်ပစ္စည်းအပိုင်းကိုရှင်းပြခြင်းပဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်